လဘာဘူးကပင်နယ်တီတာမရခဲ့ရင်ပရီးမီးယားလိတင်းကြီးတွေထဲမှာဆိုးရွားဆုံးရှုံးနိမှုကြီးဖြစ်သွားမှာပါအားလုံးပဲမင်္ဂလာပါဖြည့်ရှန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လဘာဘူးကတော့ပရီးမီးယားလိရာသီဆက်ဆချင်းမှာပဲလိုအပ်ချက်တွေပေါင်းစုံနဲ့နယူကာဆယ်ကိုတေးချခဲ့ပြီးပရီးမီးယားလိကိုဖွင့်လှစ်ခဲ့ပါတယ်တကယ်ဆိုရင်ဒီဘက်ကတကယ်ကိုဒရာမာဆန်ခဲ့တာပါနယူကာဆယ်ကလဘာဘူးလိုအတင်းကြီးကိုစောစောစီးစီးဂိုးတွေစသွင်းနေပြီးတော့လဘာဘူးခြေပေါက်ကိုပြန်သွင်းတဲ့အချိန်မှာလည်းထပ်ပြီးတော့ဦးဆောင်ကိုရှောင်းအောင်သွင်းခဲ့တာပါဒါပေမဲ့ပြဿနာကပွဲကစားချိန်နောက်ဆုံးမိနစ်နောက်ဆုံးဆက်ကမှလူဝစ်ဆော့ကပီတာမူနိုစ်ကိုအေရီယာထဲမှာတားဆီးပုံကျန်ခဲ့တာမို့လို့လဘာဘူးကိုအသေးကွဲရမယ့်ပင်နယ်တီပြလိုက်ရတာပါပီတာမူနိုစ်ကလည်းလဘာဘူးကိုပြောင်းလာတာမချသေးဘူးဆိုပေမဲ့တော်တော်ကိုလဲတဲ့ကစားသမားပါသူ့အနေနဲ့အေရီယာထဲမှာဖြတ်ကျော်ဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားကိုတည်တည်ရနဲ့ပင်နယ်တီကြောင့်အောင်စတိုးခဲ့တာဖြစ်ပြီးလူဝစ်ဆော့ကလည်းမတားရင်ကိုဖြစ်ပြောင်းလဲသွားဖို့နေဆက်နေပြီလို့ယူဆထားတာကြောင့်တားဆီးခံခဲ့ရတာပါဒါကြောင့်ကွင်းလဲနိုင်ကပင်နယ်တီပေးခဲ့ပြီးတော့အဲ့ဒီပင်နယ်တီကိုဆိုဝိုစလိုင်းကဆုံးသက်ခဲ့ပြီးလဘာဘူးကိုကယ်တင်ပေးခဲ့တာပါအဲ့ဒီပင်နယ်တီသာဖြစ်မလာခဲ့ရင်လဘာဘူးရဲ့ဘဝကပြီးဆုံးသွားပါပြီဘာဖြစ်လို့လဲဆိုရင်လဘာဘူးဟာနယူကာဆယ်ကိုပွဲချင်းတစ်ချောင်းလုံးကိုရဖို့တီထူးခြားတဲ့ဖန်တီးမှုတွေဂိုးကန်ချက်တွေကိုမလုံနိုင်ခဲ့လို့ပါဒါကြောင့်နယူကာဆယ်ကနီးပြတစ်ကစားသမားတွေနဲ့အသားမကျသေးတဲ့အချိန်ဖြစ်နေတာဖြစ်ပြီးမဟုတ်ရလဘာဘူးတို့ပြိုင်ဘက်ခံစစ်ထဲကိုဘောလုံးမပါပဲလမ်းလျှောက်ပြီးဝင်ရင်တော့ဝင်လို့ရမှာမဟုတ်ပါဘူးအီဆာကလည်းသူတို့ရဲ့တင်ဟောင်းတွေမှာတစ်ချိန်လုံးလောင်ပြောင်ခံနေရသလိုအဲ့ဒီဖီအားကြောင့်ပဲဘာမှကိုမလုပ်ပြနိုင်ခဲ့ပါဘူးအသင်းရဲ့နေရာပေါင်းစုံကလိုအပ်ချက်တွေရှိနေခဲ့ပြီးပင်နယ်တီတာမရခဲ့ရင်အီရာအိုလာတယောက်အဖွင့်ပွဲစင်မာတင်ကောင်းမီတောက်လောင်တဲ့အထိဖီအားတွေဝင်သွားမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ